အားလုံးပဲမြင်လာပါလေကျွန်တော်ခုနေ့ဒီဗီဒီယိုလေးကဒီ software လေးနှစ်ခုနဲ့software လေးနှစ်ခုနဲ့မြန်မာငွေ1000ကျပ်ရင်းပြီးဒီရဲ့ပုံမှန်ဝင်ငွေရှာနည်းလေးကိုဆက်ပါပြီးမှဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးထိကြည့်သွားဖို့ဖိတ်ခေါ်ပါတယ်ဗျပထမဦးဆုံးဒီ software လေးတွေကိုအရင်ဝင်ပေးမယ်โอเคအဲ့ဒါဆိုရင်ဒီမှာကsoftware လေးတွေရောက်သွားပြီဆိုလို့ရှိရင်ဒါနားလေးဖတ်ရှာမယ်ဒီမှာထီဆိုတဲ့ထက်လေးမှာဒီထီဆိုတဲ့လေးကိုဝင်ပြီးရှာမှာဖြစ်ပါတယ်အဲ့တော့ဒီထီဆိုတဲ့ထက်လေးကိုဝင်မယ်ဒီဝင်ကိုဆိုတဲ့ဒီဝင်ကိုဆိုတဲ့ထဲလေးကိုထပ်ဝင်ပေးတယ်အဲဆိုအခုဒီမှာလည်းပဲခုဒီမှာဒီ1000ကျပ်ပဲဆက်ထားတယ်ဒီမှာဝင်မော်လေးဒီအဲ့ဒါဆိုရင်ဒီမှာဒီကောင်လေးတွေကသူ့အချိန်နဲ့တူဆက်တဲ့ဟာလေးတွေဆိုတော့နော်အခုကျွန်တော်ရှားပြပေးမယ်အထက်လေးကတော့ဒီဝင်ကို10မိနစ်လေးတွေဝင်ပြီးရှားပြပေးမှာဖြစ်ပါတယ်ဒီထက်လေးဝင်ပြီးရှားပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဝင်ကိုလေး10မိနစ်လေးဝင်ထားပြီဗျာအဲ့ဒါဆိုလို့ရှိရင်အဲ့လိုဝင်ပြီးသွားလို့ရှိရင်ဒီမှာ software လေးတွေဝင်ပြီးသွားလို့ရှိရင်နောက် software လေးတွေတစ်ခုကိုထပ်ဝင်လိုက်မယ်ဗျ။ Okay အဲ့ဒါဆိုဒီမှာ software ဝင်ပြီးသွားလို့ရှိရင်ဒီဒုတိယ software လေးတွေကိုထပ်ဝင်မယ်ဗျ။ဒုတိယဝင်မဲ့ software လေးကတော့ကျွန်တော်ရဲ့နံပါတ်လေးကနေအကောက်ဖွင့်ပြီးဝင်ရှာမဲ့လူတွေပဲရမယ် software လေးပဲဖြစ်ပါလိမ့်မယ်အဲ့ဒါဆိုလို့ချင်းကျွန်တော်ဒုတိယ software လေးတွေဝင်လိုက်ပြီခင်ဗျာ Okay ဒီမှာ Okay အဲ့ဒါဆိုရင်ဒီမှာ Okay ဒီ software လေးကိုsoftware လေးကိုအသုံးပြုပြီးဆောက်ကြမှာဖြစ်တဲ့အတွက်software လေးရဲ့ဒီကအချိန်နဲ့ကြည့်ပြီးဆောက်ကြပေးမှာဖြစ်ပါတယ်အဲဆိုရင်အခုဆောက်ကြလိမ့်မယ်နော်အခုအဲဆိုလို့ရှိရင်အခုဒီမှာ82ကြိမ်ဒီမှာလည်း82ကြိမ် Okay အဲ့ဒါကြောင့်83ကြိမ်ကြာရင်ဆောက်ကြပါလိမ့်မယ်ခုဒီမှာ83ကြိမ်လို့ဆိုလို့ရှိရင်83ကြိမ်မှာဘာထိုးရမလဲလို့ပြလာကြည့်ဖို့အတွက်ဒီ show ဆိုတာလေးနဲ့ပြင်တယ် Okay အဲ့ဒါနှိပ်ပြီးရင်တခါဆောင်ပြီးတယ်Okay ဒီမှာအသေးပြထားတဲ့အတွက်ကျွန်တော်ဒီအသေးလေးကိုရွေးထိုးပေးမယ်ဗျအဲ့ဆိုကျွန်တော်ဒီ10လေး100နဲ့စထိုးပေးမယ်ဗျဒီ100နဲ့
เคဒီမှာအသေးထွက်သွားတဲ့အတွက်ကျွန်တော်အခုမှအသေးတရားထုတ်လိုက်တဲ့ကျွန်တော်အခုမှအနိုင်ရရှိနေပါပြီနော်အသေးထွက်သွားတဲ့အတွက်ဟုတ်ဗျာအသေးထွက်သွားတဲ့အတွက်အခုဒီမှာအသေးထွက်တော့အသေးအများကြီးပါအခုနောက်တစ်ဝက်ဆက်ဆောင်မယ်ဆိုလို့ရှိရင်ဒီဓာတ်လေးကိုတစ်ချက်ပြန်နှိပ်ပေးမယ်ဗျโอเคအသေးထပ်သွားတဲ့အတွက်ကိုကျွန်တော်ခုနသတ်ထားတဲ့ကြောက်လာတဲ့ဒီအသေးလေးထပ်ပြီးတော့ရွေးလိုက်မယ်ဗျဒါဆိုရင်ဒီမှာတရားကိုရွေးပြီးတော့ရင်စုပေါင်းမှာနှောက်နှိပ်လိုက်မယ်ဗျโอเคဒီမှာโอเคကျွန်တော်ခုဒီမှာအကြီးထွက်သွားတဲ့အတွက်အကြီးထွက်သွားတဲ့အတွက်ကျွန်တော်ရှုံးသွားတယ်ဗျအဲဆိုလို့ရှိရင်โอเคနောက်တစ်ဝက်ကိုဟာထုတ်ရမယ်ဆိုတာတစ်ချက်နှိပ်လိုက်မယ်โอเคအကြီးပြတဲ့အတွက်ကိုကျွန်တော်ဒီအကြီးလေးကိုရွေးလိုက်မယ်ဗျအကြီးရွေးခုနကျွန်တော်အသေးမှတရားရှုံးလာတဲ့အတွက်ဒီအတရားကိုရွေးမယ်ပြီးရင်ဒီတစ်ဆိုတဲ့နေရာလေးကိုသုံးလို့ပြင်ရွေးလိုက်မယ်ဗျအဲဆိုရင်ကိုယ့်ရဲ့ထိုးကြီးအမောက်ကဒီအောက်မှာ300ဖြစ်သွားပြီနော်โอเคအဲဆိုကျွန်တော်ဒီမှာ300ထိုးလိုက်ပြီသူကဇာတို့လေးထိုးပြရတာဗျပထမတစ်ပွဲတရားရှုံးသွားလို့ရှိရင်နောက်တစ်ပွဲကို300နောက်တစ်ပွဲမှထိုက်ရှုံးသွားတယ်လို့ဆိုရင်ဟုတ်နောက်တစ်ပွဲကို900အဲ့လိုဇာတို့လေးထိုးပြီးရဖြစ်တယ်โอเคအဲ့ဒါဆိုလို့ရှိရင်အခုမှအသေးပြန်တော့ကျွန်တော်အခုဒီအဲ့လိုထပ်ထိုးမယ်ဒီမှာအသေးတယ်ဗျအဲ့ဒါကြောင့်အသေးကိုကျွန်တော်ခုန300ရှုံးထားတဲ့အတွက်ကိုကျွန်တော်ဒီတစ်ဆိုတဲ့နေရာလေးကို9ရေးလိုက်ပြီဗျကျွန်တော်ကတစ်ဆိုတဲ့နေရာလေးကို9ပြင်ရေးလိုက်တော့ချင်းဒီနောက်မှာ900ဖြစ်သွားတယ်အဲ့ဒါကျွန်တော်900ထိုးထားလိုက်ပြီဗျအဲ့ဒါဆိုလို့ရှိရင်ဒီမှာဗျာကျွန်တော်အရင်ငွေရโอเค1000ရှိတဲ့အတွက်ကျွန်တော်ခုနောက်တစ်ဝက်ထပ်ထိုးမယ်ဗျအကြီးကိုပြတဲ့အတွက်ကျွန်တော်ခု900ရှုံလာတဲ့အတွက်2900ထိုးမယ်ဗျဒီညာလေးကို29လို့ရိုက်ထည့်ပေးမယ်ဗျဆိုရင်သူကဗျဒီလိုဇာရိုးလေးထိုးလိုက်ပြီးတော့မှသူကကိုယ့်အတွက်အညက်ကြံလာဗျဒီနိုင်တဲ့ဘွဲမှာကိုယ့်အတွက်ကအညက်ပါတဲ့အတွက်ကိုယ့်ရဲ့ဝင်ငွေကိုထိုးထားတဲ့ငွေထည့်ထားတဲ့ငွေလေးနဲ့ချင်းတော့ထိုးပေးဖို့လိုရတယ်โอเคအဲ့ဒါဆိုရင်ဒီမှာအကြီး6ထွက်သွားတဲ့အတွက်ကျွန်တော်အခုနိုင်ရရှိပါကြပြီဗျအဲ့ဒါဆိုရင်အခုကျွန်တော်နောက်တစ်ပတ်ဘာထိုးရမလဲဆိုတာကိုချက်ပြနှိပ်မယ်အကြီးထပ်ပြတဲ့အတွက်ကျွန်တော်ဒီအကြီးလေးကိုထပ်ရွေးပေးမယ်ကြီးကုနာပြန်နိုင်သွားတဲ့အတွက်အစားအနေပြန်ထိုးမယ်နော်100အဲ့ဒါဆိုကျွန်တော်အခုဒီမှာကျွန်တော်1000ထည့်ထားတာဗျဟိုမှာ1000ဖြစ်သွားပြီနော်ဒီမှာ1000ပြသွားပြီခုအဲ့လိုဒီလိုပုံစံတိုင်းလေးနဲ့တနေ့လုံးဖြည်းဖြည်းအိမ်မှာနေရင်โอเค
เคအဲ့ဒါဆိုရင်ဒီမှာအကြီးတယ်ဗျအဲ့ဒါကျွန်တော်အကြီးလေးကိုကျွန်တော်အခု300ထပ်ထိုးပြီးတော့နော်ခုဒီငွေရှာနည်းလေးရဗျာအင်းလည်းနဲပြီးတော့ဗျာအိမ်မှာအလုံးမရှိဒီနေတပတ်တလန်းလေးအလုပ်လုပ်ချင်တဲ့လူတွေအတွက်တော်တော်လေးအဆင်ပြေတယ်ဗျငွေသွင်းငွေထုတ်နည်းလေးတွေပြီးရင်ကျွန်တော်ပြောပြပေးမယ်နော်ခုကျွန်တော်အများဘယ်လောက်ထိရမလဲဆိုတာမိတ်ဆွေတို့ကျွန်တော်ဆော့ပြပေးမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်နောက်တစ်ဝက်မှာခုနလိုလေးပဲဇာလိုလေးပဲလိုက်ထိုးသွားမယ်နော်ကြီးဟုတ်ပြီကအကြီးခုနကအခု300ရှုံးသွားတဲ့အတွက်အခုကျွန်တော်အကြီးကို900ထိုးပေးရတော့မယ်ဗျာโอเคကျွန်တော်အကြီးကို900ထိုးတော့မယ်နော်โอเคအဲ့ဒါဆို9ပါပြီဆိုတော့နောက်တစ်ဝက်ပါနောက်တစ်ဝက်ကိုဆက်တယ်ဟုတ်ပြီအသေးပတ်ဆိုအသေးကိုတရားယူတယ်နော်ခုရလောဘတော့မကြီးနဲ့လောဘတော့များကူတရားစထိုးမယ်ဆိုလို့ရှိရင်တရားလေးနဲ့ပဲပုံမှန်ထိုးသွားတနေ့လုံးအေးဆေးရှာဗျာဝင်ငွေ1000လေးရင်းပြီးတော့တရက်ကို1000လေးမြတ်တယ်ဗျာ1000လေးမြတ်တယ်2000လေးရှာလို့ရတယ်အရင်များတဲ့လူအရင်ရင်းများရင်းနိုင်တဲ့လူတွေကတော့ပိုပြီးအများရတယ်ဗျာဟိုအင်းကြီးလည်းနဲမယ်အင်းကြီးလည်းမယ်အိမ်မှာနေနဲ့အလုပ်လုပ်ချင်တဲ့လူငွေရှာချင်တဲ့လူတွေကတော့ဒီတိုင်းလေးဆိုတော့တော်တော်ဆင်းပြေတယ်ဗျโอเคအဲ့ဒါဆိုရင်ဒီမှာဒီကအသေးတရားဆက်ထိုးမယ်ဟေးဒီမှာโอเคတရားရှုံးပါပြီနော်ဟုတ်ပြီလို့ရင်တော့တခုပြောချင်တာဗျာမှာအရေးကြီးတဲ့ချက်လေးကဒီလိုပုံစံတိုင်းလေးကသူကြီးလေးနဲ့သူ့ရဲ့ဇာပုံမှန်တိုင်းလေးတော့ထိုးပေးဖို့လိုအပ်တယ်ဗျအဲ့ဒါမှကိုနိုင်တယ်ခုလိုမျိုးဘောလုံးကနိုင်တဲ့ပွဲဆိုလို့ရှိရင်အမှကိုတို့အများကပါပြီးသားဖြစ်ပါတယ်ထိုးချင်တိုင်းဆက်ထိုးလို့တော့မရဘူးနော်ဆက်ဆံလို့လေ
โอเคမှာခုကျွန်တော်ဆိုရင်ခုမှာတရားရှုံးသွားရင်300ထိုးတယ်ဗျာ300ရှုံးသွားတော့900သူ့ကြေးလေးနဲ့သူ့ဇာတန်လေးပဲခုကျွန်တော်ထိုးပြပေးရတယ်ဗျာကျွန်တော်ဒီ APK လေးရဗျာဟိုဒီလိုတောက်လျှောက်လည်းမဟုတ်အမြဲတမ်းမှန်းနေတော့ချိန်တိုင်းလေးရှိတယ်နော်ကျွန်တော်အခုကြာဒီဗီဒီယိုလုပ်တဲ့ချင်းဖြစ်တဲ့အတွက်ဇာလေးဘယ်လိုထိုးရမလဲဆိုရင်နည်းလေးပါထည့်ပြပြီးကျွန်တော်တို့ဒီလိုပုံစံမျိုးလေးဆော့ပြပေးတာဒီပါပဲโอเค900900ရှုံးသွားအတွက်ဒီမှာအခုကျွန်တော်ကအသေးကို2900ဗျာထပ်ထိုးလိုက်โอเคဗျာโอเคဗျာအမငင်းရနော်ဒီကျွန်တော်မရှိသေးအမဆိုရင်အခုကျွန်တော်ငွေဘယ်လောက်တည်းရလို့အမခဏလေးနဲ့ဗျာခဏလေးနဲ့ကျွန်တော်1000ရင်းတရာအခုအမ3000ညံ့နေပြီဗျာအဲ့လိုနောက်ပွဲတွေထပ်ဆိုတော့ဟုတ်ဗျာအမခုကျွန်တော်ခဏလေးနဲ့3000ညံ့နေပြီဗျာခုတနေ့လုံးဟိုအိမ်မှာနေတဲ့လူတွေဆိုတော့အားတိုင်းအားနေချိန်တိုင်းဆိုမှဆိုလို့ချင်းတနေ့လုံးဆိုတော့ဒီက1000လောက်ကတော့ easy ရှာလို့ရတယ်ဗျခုအိမ်အလုပ်လုပ်နေโอเคပြီးလို့ရှင်ကျွန်တော်ခုဒီခုဝင်းတော့နိုင်တော့ပွဲပြီးပါရင်တော့ကျွန်တော်ခုမိတ်ဆွေတို့ကျွန်တော်ငွေထုံနည်းလေးငွေသွင်းနည်းလေးဆက်ရှင်းပြပေးမယ်ဖြစ်ပါတယ်
Okay ဒီမှာဟုတ်ပြီဗျာအဲ့ဒါဆိုတော့ကျွန်တော်အခုဒီမှာဗျာခဏလေးနဲ့4500ပြခိုင်းအဲ့ဒါဆိုကျွန်တော်ရောရဲ့မိတ်ဆွေတွေကိုငွေသွင်းပြီးငွေထုံပြီးကိုပြီးရှင်းပြပေးမှာဖြစ်ပါတယ်။ဘာမှခွဲပြဒီခုမှ KB account နဲ့ KB account ရှိနေတာဟုတ်လို့ငွေသွင်းပေးနေဆော့လို့ရရှာလို့ရတယ်အဲ့ဒါဆိုရင်ငွေထုတ်မယ်ဆိုလို့ရှိရင်ဗျာထုတ်မယ်ဆိုလို့ရှိရင်အခုဒီငွေထုတ်လေးတွေကိုဝင်ပေးတယ်ဗျာဒီငွေထုတ်ဆိုတဲ့ထဲလေးကိုဝင်ပေးမယ်ခုကျတော့အဲ့ဒါဆိုလို့ရှိရင်ဒီငွေထုတ်တဲ့ဝင်ပြီးတော့လို့ရှိရင်ကြာအခုဒီမှာအခုကျွန်တော်ဒီမှာနောက်မိတ်ဆွေတို့ဒီမှာကိုရဲ့ဟုတ်ကြဒီမှာကိုရဲ့ဝေးပေးKB account တွေနဲ့ထုတ်လို့ရတယ်ကြာအဲ့ဒါဆိုရင်ကျွန်တော်အခုဒီမှာဝေးရကျွန်တော်ဒီမှာဝေးနဲ့သုံးပြီးထားရကြာဟုတ်ပြီဒါဆိုလို့ကျွန်တော်အခုဒီ KB မှာလည်းကျွန်တော်အခုဒီမှာ KB နဲ့ချိန်ထားရကြာနော်ကိုယ့် KB account ဒီနဲ့ဒီမှာကအဲဆိုလို့ရှိရင်ဟောအခုမိတ်ဆွေတို့ကျွန်တော်အခုဒီဝေးပေးလေးနဲ့ထုတ်ပြပါဗျဝေးပေးလေးနဲ့တော့အခုပတ်စံထုတ်မယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာဗျာညလည်းမှာကိုထုံးမဲ့ငွေအမောက်ကိုရေးထည့်ပြရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အခု14500ထုတ်ရပါမယ်ဆိုတော့14500ထုတ်မှဖြစ်တဲ့အတွက်ဒီမှာခု10ရာတော့14500ကအခုငွေထုတ်လို့ရှိရင်ဒီနောက်ဆုံးနေရာလေးတွေကအခုလိုမျိုးပြ3ဖြစ်နေတယ်ဗျာအခုမှဆိုရင်14500တို့14600တို့အဲ့လိုပုံစံလေးထားပြီးထုတ်ပြရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုမှကိုထုံးမှန်ငွေမောက်ရေးပြီးပါလို့ရှိရင်အခုဒီမှာဒီနေရာလေးကိုနှိပ်မယ်ခေအဲ့ဒါလို့ရှိရင်ကျွန်တော်ခုနှိပ်ပြီးဗျအဲ့လိုဆိုရင်ကျွန်တော်ဒီမှာခုဒီနေရာလေးမှာဗျာအဲ့နေရာလေးမှာဗျာအစွမ်းကိုထည့်ရမယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဂိမ်းဖွင့်ထားတဲ့ password ကိုပြန်ထည့်ပေးရမှာဖြစ်ပါတယ်โอเคအဲ့ဒါလို့ဆိုရင်တော့ဆိုရင်ဒီထည့်ပြီးပါလို့ရှိရင်ဒီငွေထုတ် debut ခိုင်းနေတာကိုတစ်ချက်နှိပ်ပေးလိုက်မှာဗျโอเคအဲ့ဒါလို့ဆိုရင်ဒီမှာဒီကဗျာဒီမှာဒါဆိုလို့ရှိရင်အများဆုံး2နာရီတော့ရဗျာအခုအကောက်ထဲကို3မိနစ်တွင်လို့5မိနစ်တွင်လို့ကျန်ရင်ဒီရောက်လာတယ်ဗျခဏလေးဆောင်ပြလိုက်ပါအဲ့ဒါဆိုရင်အခုဒီမှာကျွန်တော် DBP အဲ့ဒါဆိုဒီမှာဗျနေ့တိုင်းပုံမှန်ထုတ်ထားတဲ့ငွေမောင်လေးတွေနော်ခေဗျာအမှာခေဒီမှာအဲ့ဒါဆိုရင်ကျွန်တော်အခုငွေထုတ်နည်းလေးရှင်းပြပေးပြီးဆိုတော့ကျွန်တော်အခုငွေသွင်းနည်းလေးကိုရှင်းပြပေးမယ်ဗျာငွေသွင်းမယ်ဆိုလို့ရှိရင်ကျွန်တော်အခုဒီဒါအပြင်အောင်ထွက်လိုက်ဒီအထက်လေးကိုဝင်ပြလိုက်နော်အများပြတဲ့အထက်လေးဝင်ပြလိုက်မယ်ပြီးရင်ဒီမှာဗျာငွေသွင်းဒီငွေသွင်းနဲ့ဝင်ပြီးလို့ရှိရင်အဲ့ဒါဝင်လိုက်ပြီအဲ့မှာတော့ဒီမှာဗျာဒီမှာကိုက
ခေပေးနဲ့ထက်မှာလားကိုပေးနဲ့ထက်မှာလားကိုထက်မဲ့ဟာကိုရွေးပေးပါရွေးပြီးတဲ့ထက်ကလည်းအခုအမှဆိုရင်ကိုကြဗျာဥပမာနေကအခုဒီမှာဟိုဝေးပေးနဲ့ရွေးမယ်ဆိုရင်ဝေးပေးကိုပေးရခြင်းဒီမှာကကိုထက်မဲ့ဒီနေရာမှာကိုထက်မဲ့ငွေအမောက်လေးတွေရေးပြရမယ်နော်ဟိုဒီမှာ9000ဆိုရင်9000ဆိုရင်9000 1000ဆိုရင်1000ရေးโอเคအမှအဲ့တော့လုပ်ပြီးလို့ရှိရင်ဒီလိုကြံဒီဝေးသွင်းလေးကိုနှိပ်မယ်ဆိုပြီးဆက်နှိပ်ပြထားတယ်နော်အဲ့ဒါဆိုကိုပိုင်ကိုငွေသွင်းနေထုံးလေးလေးရပါပြီပြန်ထွက်မယ်နော်ကျွန်တော်ဒီဗီဒီယိုလေးရဲ့ comment မှာကျွန်တော်ရဲ့ဒီgroup လိုက်လေးကိုထည့်ပေးထားမှာဖြစ်ပါတယ်ဗျာနော်ဒီ group လိုက်လေးကိုထည့်ပေးထားမယ်ကျွန်တော်မိတ်ဆွေတွေလည်းပဲအမှတော့လေ့လာလို့ရတယ်ကြအောင်ဆိုဒီမှာကြနော်ကျွန်တော်မိတ်ဆွေတွေဒီမှာအဲ့ဒါကြဒီမှာဒီလူတွေဆိုလို့ရှိရင်ကြာလားသူတို့နေ့တိုင်းဝင်ရှားနေတဲ့လူတွေကရှင်လေโอเคအဲ့ဒါကြောင့်ဒီဗီဒီယိုလေးကိုဒီမှာသုံးသပ်ပြီးတော့အဲ့ဒီကြလည်းဘယ်လိုဗီဒီယိုမျိုးလေးတွေတင်ပေးမယ်ဘယ်လိုဝင်ရှားနည်းဗီဒီယိုတွေတင်ပေးမယ်ဒီကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like လေးပြီးတော့ထားဖို့တောင်းဆိုပါတယ်